မင်္ဂလာပါဒီတစ်ခါမှာတော့တခြားပလာတာလောက်စားကြမယ်နော်တချို့ကလည်းအလုတ်ပလာတာလို့ခေါ်ကြတယ်ပေါ့နော်ဒီပလာတာလုပ်နည်းလေးကိုဇာလေးတို့အတူလုပ်စားရအောင်နော်ပဝင်ပစ္စည်းတွေကိုတော့လုပ်ရင်းနဲ့ပဲတစ်ခါလေးပြသွားမယ်နော်အခုထည့်နေတာကတော့ဂျုံမုတ်ပါပြီးတော့ထောပတ်ပါထောပတ်ကိုဇာလေးကအခုသုံးတဲ့ခွက်လေးနဲ့နှစ်တုံးသုံးပါမယ်ထောပတ်လေးတွေနဲ့ဂျုံလေးတွေနဲ့ကိုအခုဇာလေးခြေပြနေတယ်လို့အရင်ဆုံးနှံသွားအောင်အရင်ခြေပေးလိုက်မယ်နော်ဂျုံနဲ့ထောပတ်နဲ့ကိုအားလုံးနှံသွားအောင်လက်လေးနဲ့အခုလိုပဲခြေသွားပေးလိုက်ပါမယ်နော်အားလုံးနှံအောင်ခြေပေးပြီးဆိုရင်တော့ကျုပ်တစ်လုံးပေါက်ထည့်မယ်တကြားလေးအနှဲငယ်ထည့်မယ်စားလေးအနှဲငယ်ထည့်မယ်တချို့ကပလာတာကိုဒီတိုင်းပဲဖုတ်ပြီးတာနဲ့ဒီတိုင်းပဲစားလို့ရအောင်အရသာလေးနည်းနည်းလေးစီနေအောင်ထည့်ပေးခြင်းဖြစ်ပါတယ်ပြီးရင်တော့ကြက်ဥနဲ့ဂျုံနဲ့ကိုအရင်နှံ့သွားအောင်ဇွန်လေးနဲ့ပြပြခဏမွေပေးလိုက်မယ်နော်ပြီးရင်တော့ရေရိုးရေအေးအေးကိုနည်းနည်းချစ်စီထည့်ပြီးတော့မုတ်သားနဲ့သွားပေးမယ်နော်မုတ်သားကစနေချင်မှာအရန်ကတ်တလို့ဒီလိုပဲဇွန်လေးနဲ့ခဏလောက်နေသွားပေးလိုက်မယ်နော်နေလာရင်ထဲမှာအခုလိုအတုံးခင်းလေးတွေဖြစ်လာပြီဆိုရင်တော့လက်နဲ့စပြီးတော့နေပြီးလိုက်ပါမယ်ဂျုံနေတဲ့အချိန်မှာရေလေးကိုဖြည်းဖြည်းချင်းစီထည့်သွားပေးပါနော်ဂျုံလေးကအခုလိုမျိုးနေလာရင်နဲ့စစ်စစ်ပပိုင်လေးဖြစ်လာပြီဆိုရင်တော့သူ့ကိုအဖုံးလေးအုပ်ပြီးတော့15မိနစ်လောက်နှထားပေးလိုက်မယ်နော်15မိနစ်ဒီလိုနှက်လာပြီဆိုရင်တော့အဖုံးလေးဖွင့်ပြီးတော့အခုလိုထွက်ကြည့်ပါဂျုံလေးကအခုလိုအီအီလေးဖြစ်လာပြီပေါ့နော်အဲဒါဆိုရင်သူ့ကိုနောက်ထပ်5မိနစ်လောက်ထပ်ပြီးတော့နေပြီးလိုက်ပါအောင်မယ်နော်အမင်းလားအခုလိုမျိုးပဲဂျုံလေးကိုလက်ဖနှောက်လေးနဲ့ဖိပြီးတော့နေသွားပေးပါမယ်ဂျုံလေးကလက်မရောပြီးတော့ဒီကိုနေနေတဲ့အပြားမရောမကတ်တော့တဲ့အထိပေါ့နော်ခဏလောက်နေသွားပေးလိုက်ပါပြီးရင်တော့အခုလိုမျိုးလေးအတုံးကြီးကြီးလေးတုံးလို့ရအောင်လို့အစီလေးလှိတ်သွားပေးလိုက်မယ်နော်လုံးဝမကတ်တော့ဘူးဆိုရင်အခုလိုလှိတ်ပေးလိုက်ပါပြီးအလဲကတည်းကတုံမယ်ပြီးဘေးကနေတုံးလေးတွေလိုက်တုံပေးလိုက်ပါမယ်ပြီးရင်ခုလိုမျိုးအလဲကနေပိုင်ပေးလိုက်ပါမယ်တစ်လုံးစာလေးဒီလောက်ထားပေးလိုက်ပါမယ်နော်ရလာတာလေးကိုအခုလိုမျိုးလေးလုံထားပေးလိုက်ပါမယ်အကောင်လုံးညီမြခွဲပြီးဆိုရင်တော့လက်မှာစီလေးတုပ်ပြီးတော့ဂျုံလေးတွေကိုအခုလိုမျိုးလေးလက်လေးနဲ့အသားအရာလေးနေပေးမယ်ပြီးရင်ဂျုံရဲ့အနားစာလေးတွေကိုအောက်မှာစုလုပ်ပြီးတော့အခုလိုလေးလှုပ်ထားပေးလိုက်မယ်နော်ဇလင်းကတော့ဒီဂျုံကိုညတွေကနေထားတာပေါ့နော်မနေ့ကမှထားလို့မှဖြစ်ပါတယ်အကယ်၍ကိုကအခုပဲလှုပ်ပြီးတော့အခုပဲဖုံမယ်ဆိုရင်တော့ဒီဂျုံကိုစီနဲ့နေပြီးတော့အနည်းဆုံး3နာရီ2နာရီအနည်းဆုံးထားပြီးတော့အများဆုံး3နာရီလောက်ထားလို့ရပါတော့ထားတာကတော့အကြာဆုံးဘယ်လောက်ထားလို့ရပါတယ်အနည်းဆုံးတော့2နာရီခွဲလောက်ထိထားပြီးတော့ဖုံးလို့ရပါတယ်ဇာလင်းကတော့ညသိပ်ထားတာပေါ့နော်ညသိပ်ပြီးတော့ဘူးထဲမှာထည့်ပြီးတော့ရေရေတက်တာထည့်ထားပါတယ်ကဲမနေ့ကျတော့ကိုဖုံးတော့မယ်ဆိုမှယူထုတ်ပြီးတော့အခုလိုလက်လေးနဲ့အနှဲငယ်ပြီးပြလိုက်ပါတယ်ပြီးရင်တော့မုံလှိမ့်မဲ့ဒလိတ်တုံလေးအကူညီနဲ့ဒီတစ်ခုကိုလုပ်ပြပါမယ်မုံလိမ့်နဲ့ဒလိတ်တုံလေးနဲ့မှုတ်ပြလေးဒီအပြားဆုံးအနေထားရောက်တဲ့အထိလှိပ်သွားပြလိုက်မယ်ပေါ့နော်သူအပြားဆုံးအနေထားရောက်လာပြီဆိုရင်ကိုကဘေးနားလေးတွေကနေခောက်ပြလိုက်ပါမယ်နော်ခောက်ပြီးရင်တော့ဖုံးလို့ရပါပြီစင်ဒါကတော့မလိတ်ဒလိတ်တုံနဲ့လှိပ်ပြတဲ့နည်းလေးပေါ့နော်အကယ်၍ဒီဒလိတ်တုံလေးမရှိဘူးဆိုရင်လည်းလက်နဲ့ပဲလုပ်လို့ရတဲ့ဟာလေးလည်းပြပေးပါမယ်ကဲဒါလေးကတော့လက်လေးနဲ့ပဲလုပ်ပြီးပေါ့နော်ဂျုံသားလေးကအခုနှက်ထားတဲ့အချိန်မှာအီအီလေးဖြစ်နေပြီဆိုရင်လက်လေးနဲ့အခုမျိုးထိုးပြီးတော့အဝိုင်းလေးပြောင်းချက်ထားပြလိုက်ပါအသားလေးပုတ်ပြီးတော့ချက်ထားပြလိုက်ရင်သူကလေးပြန့်လာမှာပေါ့နော်ကဲအနေငယ်လောက်ပြန့်လာပြီဆိုရင်ကတ်နေရလေးကိုဆွဲပြီးတော့သူဆွဲဆန့်နိုင်တဲ့လောက်ဘေးကိုဆွဲဆန့်သွားပြလိုက်ပေါ့နော်ပြပြလေးပလေးဖြစ်တဲ့ဒီဆွဲဆန့်သွားပြလိုက်ပါအပြားဆုံးတိဆွဲဆန့်သွားပြီးပြီဆိုရင်ကိုလိုတလောက်အကျယ်ရပြီဆိုရင်တော့အနာလေးတွေဘေးကအနာလေးတွေကိုခောက်ပြီးတော့သွားကြိုလို့ရပြီပေါ့နော်နားလေးတွေကိုခောက်ပြလိုက်ပါကျွတ်လည်းတဲဥပေါ်မှာပဲအပြားလိုက်ထားပြီးတော့ခောက်လည်းရပါတယ်ဇာလင်းကတော့အောက်မှာပဲတစ်ခါလေးခောက်ပြီးသွားလိုက်ပါပြီကဲခောက်ပြီးပြီဆိုရင်တော့တဲဥတွေကိုထည့်ပြီးတော့သွားကြိုပြီးပါတော့မယ်တဲဥကိုအပူပေးမယ်စီလေးနဲ့ငယ်ထည့်ပြီးတော့စီလေးနည်းနည်းလေးနဲ့
ကြော်ပြီးမယ်စပြီးတော့ကြော်ပေးမယ်ပေါ့နော်မီအေးလေးနဲ့ဟိုဘက်ဒီဘက်လာပြီးတော့ကြော်ပေးလိုက်ပါအလင်းကတော့ဟိုဘက်ဒီဘက်ကိုခဏခဏလှမ်းပေးလိုက်ပါတယ်တူးသွားမှစိတ်ပူရလို့ပါဟိုဘက်ဒီဘက်လှမ်းလာလိုက်လို့နှစ်ဖက်လုံးကဆူဝါရောင်လေးတန်းလာပြီးအခုလိုမျိုးဟိုနေရာတစ်ခွက်ဒီနေရာအကွက်နေညိုရောင်လေးတွေဖြစ်လာပြီဆိုရင်တော့ဒါပလာတာလေးတစ်ခုရပြီပေါ့နော်နောက်ထပ်ကျန်တဲ့ပလာတာလေးတွေကိုလည်းအခုလိုပဲဆက်ပြီးတော့ဖော်ထားပေးလိုက်ပါစေဒီပလာတာကိုပဲစီနဲ့ကြော်ပြီးစားရတာမကြိုက်ဘူးဆိုရင်စီမထည့်ပဲနဲ့ဒေဥပူတိုက်သွားပြီးလည်းရတယ်နော်ဒေဥပူမီအေးလေးထားပြီးတော့ဒေဥပူနဲ့ဟိုဘက်ဒီဘက်လှန်သွားလိုက်ပြီးတော့ဖုတ်သွားပြီးလည်းရပါတယ်ရှင်ဒါဆိုရင်တော့စီမပါတဲ့ထောက်ဘက်စီလောက်ပဲပါတော့ပေါ့နော်အပြင်စီမပါတော့ဘဲနဲ့အရင်စားကောင်းတဲ့ပလာတာလေးတခုရမှာပေါ့နော်နှစ်မျိုးစားခြင်းလုပ်လို့ရပါတယ်တချို့ကစီကြောက်တယ်လေနော်အဲဒါကြောင့်မို့ပြပြပေးတာဖြစ်ပါတယ်ဒါလည်းကတော့စီနဲ့ပဲကြော်ထားပေးလိုက်ပါတယ်စီလေးနည်းနည်းလေးပဲထည့်ပါတယ်ကြော်ပြီးတော့မနက်စာပလာတာလေးရယ်ကော်ဖီလေးရယ်ပေါ့နော်ဒီမနက်ကတော့ဇာလင်ကပလာတာလေးကိုနှုတ်စီလေးနဲ့စားမှဖြစ်ပါတယ်အားလုံးကိုညှက်ပေးလိုက်ပါတယ်ညှက်ပြီးတော့နှုတ်စီလေးအပေါ်ကဖြူမယ်တကြားလေးနည်းနည်းငယ်ထည့်မယ်ဒီနှုတ်စီနဲ့တကြားကတော့မထည့်စားခြင်းလည်းရတယ်ပြီးတော့ကိုစိတ်ကြိုက်ပေါ့နော်အများကြီးထည့်ခြင်းလည်းရတယ်နည်းနည်းလေးပဲထည့်ခြင်းလည်းရတယ်ဒါကတော့စိတ်ကြိုက်ပေါ့နော်ဒါဆိုရင်တော့တကြားပလာတာတချို့လည်းအလော့ပလာတာလို့ခေါ်ပါတယ်ဒါလေးကတော့ရပါပြီစီဒီနေ့ဗီဒီယိုလေးကတော့ပါပဲเนาะအဆုံးထိလိုက်ပါကျေးဇူးပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲနေကောင်းကြပါပြီတော့ပြပြရဝေးကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်เนาะ